မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံပြီးစီးပွားရေးတွဲဖက်လုပ်ကိုင်နိုင်ဖို့အတွက်မလေးရှားနိုင်ငံကစီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာမြန်မာလုပ်ငန်းရှင်တွေနဲ့မေလ29ရက်နေ့က UMFCCI မှာတွေ့ဆုံခဲ့ကြပါတယ်။ဒီတွေ့ဆုံမှုမှာသူတို့ဘာတွေဆွေးနွေးခဲ့ကြသလဲ။အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထမ်းဆောင်နေတဲ့မလေးရှားနိုင်ငံအနေနဲ့လူဦးရေတန်း600လောက်ရှိတဲ့အာဆီယံဒေသနိုင်ငံတွေဟာဥရောပအမေရိကန်တရုတ်နိုင်ငံတွေနဲ့တန်းတူတိုးတက်ဖို့အခွင့်အလမ်းတွေရှိနေတယ်လို့မလေးရှားကုန်သည်ကြီးများအသင်းရဲ့အတွင်းရေးမှူးချုပ်ကဆိုပါတယ်။ Basic things, what I can see is ASEAN is 600 million population. There's a very big market. And I think Malaysia will do its best as a chairman of ASEAN, will try to make this 600 million a good market for us, or rather a good force to be reckoned with so that we can join together to compete with the developing countries like the European Union and the US and China. မြန်မာနိုင်ငံရဲ့စီးပွားရေးနယ်ပယ်ကိုလာရောက်လေ့လာတဲ့မလေးရှားစီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာစီးပွားရေးကဏ္ဍ10ခုကိုဆွေးနွေးခဲ့ကြပြီးအဓိကအနေနဲ့ရာဘာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအသုံးဆောင်တွေနဲ့စက်မှုလုပ်ငန်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာဘယ်လိုလုပ်ငန်းတွေပူးပေါင်းလှုပ်ဆောင်တဲ့နယ်ဘယ်အရာတွေကအကျိုးကျေးဇူးရှိစေနိုင်မလဲဆိုတာတွေအပြင်ကြိုတင်ပြင်ဆင်တဲ့နာတွေပြင်ဆင်ထားရအောင်အခုလိုလာရောက်တွေ့ဆုံတာလို့မလေးရှားကုန်သည်ကြီးများအသင်းရဲ့ဥက္ကဋ္ဌကရှင်းပြပါတယ် We said normal buying, we prefer to make it here. Because Malaysia not enough workers. No raw materials, not enough. So we have it here agriculture, pack it in nice boxes, send it overseas. That's one. So we move, then we know by next time we come, this is how we should do. We should bring these people. We move forward. So in other words, first cooperate and meet people. That's why we meet, isn't it? When we meet, we move forward.